ဇလန်းဆမှာတော့ဂျိန်းဆိုင်လို့အမည်ရတဲ့ထိတ်တန်းကွန်မန်ဒိုတယောက်ဟာသူ့ရဲ့ရန်သူကိုရှာဖွေဖို့အတွက်ဂျပန်ကိုခံပညာသင်တန်းကျောင်းတစ်ခုတည်းကိုဝင်ရောက်လာခဲ့ပါတယ်။သူဘယ်မှာလဲဒီဓာတ်ပုံတွေကလူကျွန်တော်အဖေရဲ့ပစ္စည်းပါ။မင်းအဖေနဲ့ငါဘာတန်းမှာအတူရှိခဲ့ဘူးတယ်။သူကတိုက်ခိုက်ရေးသမားကောင်းတယောက်ပဲမင်းကတော့ဧတနာနဲ့အရှက်ရမှုကိုပဲယူဆောင်လာတာပဲ။စကားပြောနေရင်အခြေအနေတင်းမာလာပြီးဂျပန်စစ်ဘုံကခုလိုဒိန်းသားတိုက်ခိုက်တာကိုပေးလိုက်။ဂျင်းကချက်ချင်းတုံ့ပြန်ပြီးတင်နန်းသားတွေပြန်တိုက်ခိုက်အဲဒီနောက်မှာတော့ဇလန်းက1940ခုနှစ်စီကိုပြန်သွားပါတယ်ဂျိန်းစ်ဟာရန်သူလေရင်ရဲ့လိုက်လံပိခတ်မှုကိုခံရပြီးပြတ်ကျသွားခဲ့ပါတယ်အဲဒီအချိန်မှာဂျပန်စစ်တပ်ဟာအာရှတိုက်ရဲ့နောက်ဆုံးနယ်မြေတွေကိုသိမ်းပိုက်ဖို့3လကြာပြင်းထန်တဲ့စစ်စင်ရေးကိုအဆုံးသတ်နေချိန်လည်းဖြစ်ပါတယ်ဂျိန်းစ်ဟာဒဏ်ရာရနေတဲ့သူ့ရဲ့ရဲဘော်ကိုရေထဲကနေဆွဲထုတ်လာခဲ့ပါတယ်သူမောကြည့်လိုက်တဲ့အခါအနီးနားမှာနောက်ထပ်လေရင်တစ်စီးပြတ်ကျသွားတာကိုတွေ့လိုက်ရပါတယ်နေထွက်လာတဲ့အခါဂျပန်စစ်သားတွေဟာအသက်ရှင်ကျန်ရစ်သူတွေကိုလိုက်လံအဖွေကြပါတယ်ဂျိန်းစ်ဟာအဖမ်းခံလိုက်ရပြီးဂျပန်ကွန်မန်ဒါအတိုရှိကိုခေါ်ဆောင်သွားခြင်းခံရပါတယ်အတိုဟာဘလို့မှတနာညာတာမှုမရှိပဲဂျိန်းစ်ရဲ့ခေါင်းကိုဖျက်ပစ်ဖို့သူ့လူတွေကိုအမိန့်ပေးလိုက်ပါတယ်ဂျိန်းစ်ကိုစခန်းပြင်ဘက်ကကွင်းပြင်တစ်ခုစီခေါ်သွားပါတယ်ကပတိန်ဟာနိုကသူ့ကိုဒူးထောက်ခိုင်းတဲ့အခါဂျိန်းစ်ကဘာစကားမှမပြောဘဲလိုက်နာခဲ့ပါတယ်ဟာနိုကသူ့ရဲ့ဓာတ်ကိုထုတ်ပြီးဂျိန်းစ်ရဲ့လေပင်ပေါ်တင်လိုက်ကပြစ်မှတ်ကိုတေချာချိန်လိုက်ပါတယ်ဟာနိုကဓာတ်ကိုမြောက်လိုက်တဲ့အချိန်မှာပဲဂျိန်းစ်ကရုတ်တရက်နောက်ကိုဆုတ်လိုက်တာကြောင့်ဓာတ်ချက်ကလွဲချော်သွားပါတယ်ဂျပန်စစ်သားတွေကသူ့နောက်ကိုချက်ချင်းလိုက်လံဖမ်းဆီးကြပြီးမကြာခင်မှာပဲပြန်ဖမ်းမိသွားပါတယ်ထိတ်လန့်တကြားထွက်ပြေးရင်းနဲ့ဂျိန်းစ်ဟာသူတို့ထောင်ထားတဲ့ကြောကွင်းထဲကိုကျသွားခဲ့တာပါသူ့ရဲ့ဓာတ်ကလည်းလက်ထဲကနေမြေကြီးပေါ်လွတ်ကျသွားတာကြောင့်သူဟာပိတ်မိသွားပါတော့တယ်ဂျိန်းစ်ကိုစခန်းစီပြန်ခေါ်လာတဲ့အခါကွန်မန်ဒါကသူဘာလို့အသက်ရှင်နေသေးတာလဲဆိုပြီးဒေါသတကြီးမေးပါတယ်ကပ္ပရင်ကဂျိန်းစ်ထွက်ပြေးဖို့ကြိုးစားပေမဲ့သူတို့ရဲ့ထောင်ချောက်ထဲမှာမိသွားတာဖြစ်ကြောင်းရှင်းပြပါတယ်။ဂျိန်းစ်ကကပ္ပရင်ဟီရိုနိုအပါအဝင်စစ်သားတော်များများကိုတက်ခဲ့တယ်ဆိုတာသိလိုက်ရတဲ့အခါကွန်မန်ဒါဟာဒေါသအလွန်အမင်းထွက်သွားပါတယ်။ဂျိန်းစ်ရိုက်ဟုတ်လားတက်ချက်ဟီရိုနိုကငါအတွက်ညီကိုတယောက်လိုပဲ။ကျွန်တော်တကယ်ပဲစိတ်မကောင်းပါဘူး။မနေ့ဖြန်မင်းတည်ရမယ်။ကပ္ပရင်ကဂျိန်းစ်ကိုအခုချက်ချင်းရှင်းပြဖို့ကမ်းလှမ်းပေမဲ့ကွန်မန်ဒါကညှင်းဆိုလိုက်ပါတယ်။ဂျိန်းစ်ကတရားမှာကိုမကြောက်တဲ့အတွက်အရင်ကမလုပ်ဖူးသေးတဲ့အရာတစ်ခုကိုလုပ်ရမယ်လို့သူကဆိုပါတယ်။နောက်တစ်နေ့မှာဂျိန်းစ်ကိုနှိပ်စက်ပြီးတဖြည်းဖြည်းချင်းတပ်ပြမဲ့တိုက်ပွဲတစ်ခုကိုသူကစီစဉ်လိုက်ပါတယ်။ဒါမှတခြားကျင်းသားတွေအတွက်သင်ခန်းစာဖြစ်မှာပါဂျိန်းစ်ကို24နာရီပတ်လုံးအဆောင်တွေချထားတဲ့အခန်းထဲမှာပိတ်လောင်ထားလိုက်ပါတယ်။ဒီစခန်းမှာအကျဉ်းသားအများပြားရှိပြီးအတော်များများကတော့ပြင်းထန်တဲ့အိပ်စက်မှုတွေကြောင့်တေဆုံးကုန်ကြပါပြီ။အဲဒီညမှာအကျဉ်းသားတွေအချင်းချင်းစကားပြောကြပါတယ်လူတစ်ယောက်ကဂျိန်းစ်ကိုပြောပြတာကတော့သူတို့ဟာအကျဉ်းသားတွေဖြစ်နေပေမဲ့စခန်းထဲမှာစစ်ဘက်ဆိုင်ရာစီးကမ်းတွေကိုလိုက်နာကြရတယ်လို့ဆိုပါတယ်တင်းကျပ်တဲ့စီးမြင်တွေရှိပြီးလူတိုင်းလိုက်နာရမှာဖြစ်ကမလိုက်နာရင်အသက်ရှင်ဖို့မလွယ်ကူပါဘူးသူတို့မှာကိုပိုင်ကွန်မန်ဒါတယောက်ရှိသေးကြောင်းသူ့ကိုတော့တခြားခန်းမှာထားပြီးနောက်တစ်နေ့မှာဂျိန်းစ်နဲ့တွေ့ရမှာဖြစ်ကြောင်းလည်းပြောပြပါတယ်ဂျိန်းစ်ကတော့ဂျပန်တွေကသူ့ကိုတပ်ပစ်မယ်လို့ချိန်ချောက်ထားတဲ့အတွက်မနှက်ဖြန်အထိအသက်ရှင်ပါမလားမသေးချဘူးလို့ပြန်ပြောပါတယ်ဂျိန်းစ်ကကပ္ပရင်တယောက်အပါအဝင်လူ3ယောက်ကိုတက်ခဲ့တယ်ဆိုတာသိလိုက်ရတဲ့အခါတခြားကျင်းသားတွေဟာထိတ်လန့်ပြီးတိတ်ဆိတ်သွားကြပါတယ်သူတို့လူ3ယောက်ကိုငါတက်ခဲ့ပြီးမနှက်ဖြန်ကြရင်အတိုကငါအတွက်ကြီးစံတောင်အစင်သင့်ပြင်ထားလောက်ပြီးအကျဉ်းသားအားလုံးကိုအပြင်ဘက်ကိုခေါ်ထုတ်လာပါတယ်ကွန်မန်ဒါအတိုရဲ့အမိန့်အရစစ်သားတယောက်ကဂျိန်းစီကိုဓာတ်တလက်နဲ့ချင်းကပ်လာပါတယ်ဂျိန်းစ်ကတော့ဒါဟာသူ့ရဲ့နောက်ဆုံးအချိန်ပဲလို့ထင်နေပေမဲ့သူ့ကိုတတ်မဲ့အစားစစ်သားကသူ့ရဲ့လက်တွေကိုဖြေပေးလိုက်ပါတယ်ဂျိန်းစ်နဲ့တခြားအကျဉ်းသား3ယောက်ကိုတိုက်ခိုက်ရေးကွင်းထဲခေါ်သွားပါတယ်အတိုကဒီလူတွေဟာသူတို့ရဲ့အခန်းထဲမှာအစားအစာတွေဝတ်ထားတာမြည်တဲ့အတွက်သင်ခန်းစာပေးဖို့အဖြစ်ပေးရမှာဖြစ်ကြောင်းကြေညာပါတယ်သူကပြပွဲတစ်ခုကိုကြည့်တော့မယ့်အတိုင်းအေးအေးဆေးဆေးထိုင်နေပါတယ်သင်ခန်းစာတစ်ခုပေးရမယ်အတိုဟာဒေါသကြီးနဲ့အထဲကိုဝင်သွားပါတယ်ကပ္ပရင်ကဂျိန်းစ်ကိုချက်ချင်းရှင်းပြဖို့တိုက်တွန်းပေမဲ့အတိုကညှင်းဆိုလိုက်ပြီးဂျိန်းစ်ကတခြားကျင်းသားတွေနဲ့မတူတဲ့အတွက်သူ့ကိုတခြားနယ်လန်းနဲ့ပေးဆက်ခိုင်းမယ်လို့ပြောပါတယ်နောက်တစ်နေ့မှာဂါဘရီယယ်လို့အမည်ရတဲ့အကျဉ်းသားတစ်ယောက်ကဂျိန်းစ်ကိုတိုက်ပွဲတုန်းကလက်ထဲမှာကြောက်ခဲပါသလားလို့နောက်ပြောင်မင်းပါတယ်ဂျိန်းစ်လုပ်ခဲ့တာတွေကိုအန်သားနေကြတာပါအဲဒီနောက်မှာတော့ဂျိန်းစ်ဟာပောက်ကွဲမှုကြောင့်ခြေထောက်ဒဏ်ရာရနေတဲ့သူတို့ရဲ့ကပ္ပရင်ကောလင်အီးနဲ့တွေးဆုံပါတယ်ကောလင်းစ်ကဂျိန်းစ်ကိုဒီလောက်တော်တဲ့တိုက်ခိုက်ရေးပညာတွေကိုဘယ်မှာသင်ခဲ့တာလဲလို့မေးပါတယ်ဒီစခန်းမှာရှိခဲ့တဲ့လပေါင်းများစွာအတွင်းအဲဒီကွင်းထဲကနေဘယ်သူမှအသက်ရှင်ပြီးပြန်မထွက်နိုင်ခဲ့ဘူးလို့သူကဆိုပါတယ်ဂျိန်းစ်ကတော့သူဟာဟောင်ကောင်ထိုင်းနဲ့ဂျပန်အပါအဝင်နေရာတော်များများမှာလေ့ကျင့်ခဲ့တာလို့ပြန်ပြောပါတယ်မကြာခင်မှာပဲကပ္ပရင်ကဂျိန်းစ်ကိုကွန်မန်ဒါအတိုစီခေါ်သွားပါတယ်အတိုကလည်းသူတို့ရဲ့တိုက်ခိုက်ရေးပညာတွေကိုဘယ်မှာသင်ခဲ့တာလဲလို့ထပ်မေးပါတယ်မင်းကတော်တဲ့တိုက်ခိုက်ရေးသမားပဲကျွန်တော်နေရာတော်များများမှာလေ့ကျင့်ခဲ့ပါတယ်ဒါကမင်းရဲ့ပစ္စည်းပဲဟုတ်တယ်မင်းဖေနဲ့ပြန်တွေ့ရမှာပါကျွန်တော်အဖေဆုံးသွားပါပြီမနေ့ဖြန်မင်းတည်ရမယ်
နောက်ပိုင်းမှာအကျဉ်းသားတွေဟာသူတို့ရဲ့အခြေအနေကိုဆွေးနွေးကြပါတယ်တပတ်လောက်နေရင်သူတို့တွေကိုတခြားစခန်းတစ်ခုစီပို့တော့မှာပါသူတို့မှာရေဒီယိုတစ်ခုလိုအပ်နေပါတယ်သူတို့ကိုဘယ်သူမှလာခဲ့မှာမဟုတ်ဘူးလို့သူတို့ယူဆထားကြပါတယ်ရေဒီယိုကပြင်းမြော်စင်နားမှာရှိပါတယ်နောက်တစ်နေ့မှာအကျဉ်းသားတွေဟာအဆောင်တွေကိုအာယုံလွှဲဖို့အတွက်တမင်တကာရန်ပွဲတစ်ခုဖန်တီးလိုက်ကြပါတယ်အဆောင်တွေအထဲကိုပြေးဝင်သွားတဲ့အချိန်မှာ James ကပြင်းမြော်စင်ပေါ်တက်ပြီးရေဒီယိုကိုခိုးယူလိုက်ပါတယ်အကျဉ်းသားတွေကိုညံ့အိမ်သက်သွားအောင်တင်းနဲ့တွေမိုးပေါ်ထောင်ပစ်ကြပေမဲ့ James ကတော့အောင်မြင်သွားပါတယ်သူနာပြုတစ်ယောက်ကသူ့ကိုမြင်သွားပေမဲ့ James ကသူ့မောက်ကိုတိတ်တိတ်နေဖို့အချက်ပြလိုက်ပါတယ်အဲဒီနောက်အဆောင်တစ်ယောက်ကမြေကြီးပေါ်လဲကျသွားအောင်ပါရိုက်လိုက်တဲ့အခါ James ဟာဘာမှမလုပ်ပေးနိုင်ပဲအားငယ်သွားခဲ့ပါတယ်James ကရေဒီယိုကိုဝတ်ထားပြီးအကျဉ်းသားတစ်ယောက်ကဒီရေဒီယိုကအချက်ပြမှုတွေကိုလက်ခံရုံပဲရမှာဖြစ်ပြီးအချက်ပြမှုပို့လို့ဖို့စ조사ရင်အဖမ်းခံရနိုင်တယ်လို့သတိပေးပါတယ်။ဒါအပြင်အဆောင်တွေကရေဒီယိုပြောင်းနေတာကိုသိသွားရင်လူတိုင်းကိုရှာမတွေ့မချင်းနှိပ်စက်ကြမှာပါ။ James ကတော့စခန်းမှာရေဒီယိုတွေအများကြီးရှိတဲ့အတွက်တလုံးပြောက်တာကိုသတိထားမိမှာမဟုတ်ဘူးလို့သူတို့ကိုအားပေးပါတယ်။နောက်တစ်နေ့မှာကွန်မန်ဒါအတိုကအကျဉ်းသားအားလုံးကိုစုဝေးစေပြီးကန့်သက်နယ်မြေရဲကိုဝင်ရောက်သူတွေရှိနေတယ်လို့ဆွဆွဲက Collins ကိုလက်ညှိုးထိုးပါတယ်။ Collins ကတော့သူဟာလူမားပြီးဆွဆွဲနေတာလို့ညင်းဆိုပါတယ်။အခုကမင်းရဲ့အသက်ကိုကယ်ဖို့တခုတည်းသောအခွင့်အရေးပဲ။အဲ့ဒီကောင်လေးတွေခြံစည်းရိုးအပြင်ဘက်ကိုထွက်ဖို့နေလန်းရှာတွေ့သွားကြပြီ။မင်းကိစ္စမဟုတ်တာကိုဝင်မပါနဲ့။ငိုက်ကိုပြောပြစမ်းဖြစ်နိုင်တာပဲဒီနေရာကနေထွက်ဖို့ကမခက်ပါဘူးအဆောင်တွေမမြင်တဲ့နေရာနဲ့ခြံစည်းရိုးနှင်းငယ်ဖြတ်လိုက်ရုံပါပဲ။အဲ့ဒီနောက်မှာပဲ James ကရေဒီယိုကိုယူပြီးစခန်းကနေခိုးထွက်ခဲ့ပါတယ်။တခန်းနဲ့အဝေးကြီးကိုသွားခဲ့ပါတယ်။သူရေဒီယိုကိုဖွင့်လိုက်တဲ့အခါနာဘာဟိုဘာသာစကားနဲ့ပြောနေတဲ့အတန်တွေကိုကြားလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲစစ်သားတယောက်ကအကျဉ်းသားတွေရဲ့အခန်းကိုလာစစ်ဆေးတဲ့အခါလူတိုင်းရှိနေတယ်လို့မျိုးမြင်ရပါတယ်။ဒါပေမဲ့ James ရဲ့အဆောင်ကိုလှန်ကြည့်လိုက်တဲ့အခါအိတ်လွတ်တွေကိုပဲတွေ့ရပါတယ်။ထူးဆန်းစွာပဲစစ်သားကအချက်ပေးတယ်မပေးဘဲတိတ်တဆိတ်ထွက်သွားပါတယ်ခဏတာနားထောင်ပြီးနောက်ချင်း Is ကစခန်းကိုပြန်လာပါတယ်။နောက်တစ်နေ့မှာတော့သူတို့၃ယောက်ပြန်ဆောင်ကြပါတယ်။ James ကအမေရိကန်တွေအနီးနားမှာရှိနေပြီလို့ပြောပြပါတယ်။သူတို့နာဘာဟိုဘာသာစကားနဲ့ပြောနေတာကိုသူကြားခဲ့ရလို့ပါ။သူတို့ဘာပြောနေလဲဆိုတာနားမလည်ပေမဲ့အခုတော့သူ့မှာထွက်ပြေးဖို့အစီအစဉ်တစ်ခုရှိနေပါပြီ။ James ကသူစခန်းကိုပထမဆုံးရောက်လာတော့ကလေရင်မပါတဲ့လေဟုန်စီးရင်တစည်းကိုသတိထားမိခဲ့တယ်လို့ရှင်းပြပါတယ်။အင်ဂျင်မပါတဲ့အတွက်သူ့ဘာသာသူပြန်တန်းနိုင်ခြင်းမရှိပေမဲ့ဒါကတာမန်လေဟုန်စီးရင်မဟုတ်ပါဘူး။တခြားလေရင်တစည်းကဆွဲတင်နိုင်ဖို့ချိတ်တစ်ခုပါရှိပါတယ်သူ့အစီအစဉ်ကတော့လေရင်မှုတစ်ယောက်ကလုံလောက်အောင်နေပြန်တန်းပေးမယ်ဆိုရင်သူတို့ကချိတ်ကိုချိတ်ပြီးလေဟုန်စီးရင်နဲ့အတူဆွဲတင်ခံရမှာဖြစ်ပါတယ်ဂါဘရီယယ်ကအရာရာတိုင်းအစဉ်ပြေချောမွေးမှုမရှိဘူးဆိုရင်ချိတ်ဆက်ဖို့ပြက်ကွက်နိုင်ပြီးအစီအစဉ်ကအလွန်အနေအများတယ်လို့ထောက်ပြပါတယ်သူတို့စကားပြောနေတော့မှပဲအဆောင်တစ်ယောက်ရောက်လာပြီး James ကိုခေါ်သွားပါတယ်နာဘာဟိုအကြောင်းဘာသိလဲဒီဘာသာစကားကိုနားလည်လားဘာလို့နားလည်ရမှာလဲနာဘာဟိုလူမျိုးတွေကလွဲလို့ဘယ်သူမှနာဘာဟိုကိုနားမလည်ဘူးအဲ့ဒါကအဓိကအချက်ပဲမင်းတို့ဘယ်သူမှကိုယ့်အိမ်ကိုပြန်ရောက်တော့မှာမဟုတ်ဘူးဒါဆိုရင်ငါတို့ဆုံးရှုံးစရာဘာမှမရှိတော့ဘူးထင်တယ်တိုက်ခိုက်မှုတစ်ခုဖြစ်လာတော့မှာဖြစ်ပြီးအမေရိကန်တွေကလည်းနီးကပ်နေတော့ပဲ I don't this it will happen James ကမေးလဲသွားပါတယ်နိုးလာတဲ့အခါဂျပန်ဆေးဘက်ဆိုင်ရာစခန်းမှာသူ့ကိုယ်သူတွေ့ရှိရပါတယ်သူ့တန်ရာတွေကိုကုသပေးထားပြီးသူနာပြုတယောက်ကသူ့ကိုပြုစုဖို့တာဝန်ပေးထားပါတယ် James ကသူ့မောက်ကိုမှတ်မိပြီးသူမနာမေကတေရီစာဖြစ်ပြီးသူမလဲအကျဉ်းသားတယောက်ဖြစ်တယ်ဆိုတာသိလိုက်ရပါတယ်တေရီစာက James ကိုပြောပြတာကတော့အတိုကတိုက်ခိုက်မှုပဲချိန်မဆိုဖြစ်လာနိုင်တယ်လို့ယုံကြည်ပြီးအိမ်မပျော်ဖြစ်နေတာတကယ်လို့ဖြစ်လာခဲ့ရင်အကျဉ်းသားတယောက်ကိုမှအသက်ရှင်ထားခဲ့မှာမဟုတ်ဘူးလို့ပြောပါတယ်သူတို့ကကျမကိုမိသားစုနဲ့ခွဲပြီးအလုပ်လုပ်ခိုင်းတယ်မင်းဒီနေရာကိုတည်တယ်ဒီပတ်ဝန်းကျင်ကတောနက်ကြီးကိုလည်းတည်တယ်မင်းအခုအနားယူနိုင်ပြီးမင်းရဲ့ခွန်အားတွေပြန်ရလာပြီမနေ့ဖြန်ငါတည်မယ်ဟုတ်တယ်ငါတည်တယ်နောက်ပိုင်းမှာ James ကသူ့ရဲ့အကျဉ်းသားချင်းတွေစီပြန်ရောက်လာပြီးသူအသက်ရှင်နေတာကိုမြင်ရတော့သူတို့ဝမ်းသာကြပါတယ်သူတို့တွေကတယောက်က James ကိုပြောပြတာကတော့သူဆေးဘက်ဆိုင်ရာစခန်းမှာရှိနေတော့ကအမေရိကန်လေယာဉ်တွေဒီနေရာပေါ်ကနေပြန်အခုသူတို့လိုအပ်တာကရေဒီယိုသုံးပြီးသူတို့နဲ့ဆက်သွယ်ဖို့ပါပဲဒါကအနေအများပြီးအချက်ပြလိုက်ရင်သူတို့အဖမ်းခံရနိုင်တယ်ဆိုတာသူတို့သိပေမဲ့ဒါကသူတို့ရဲ့တခုတည်းတော်ရွေးချယ်မှုပါပဲအဲ့ဒီညမှာ James နဲ့ Gabriel တို့စခန်းကနေထပ်ပြီးခိုးထွက်ခဲ့ကြပါတယ်ခဏတာသွားပြီးနောက်အဆောင်တယောက်ကသူတို့ကိုမြင်သွားတာကြောင့်သူတို့ကအဆောင်ကိုအမြင်ရှင်းပြလိုက်ပါတယ်။ငါတို့အချက်ပြလိုက်တာတနေ့မှာအတိုကအကျဉ်းသားအားလုံးကိုစုပြီးအကျဉ်းသားအချို့ကသူတို့ရဲ့အဆောင်တွေကနေထွက်ပြေးပြီးမင်းညက်ကအဆောင်တွေကိုတိုက်ခိုက်ခဲ့တယ်လို့ကြေညာပါတယ်။ဒါကလူတစ်ယောက်တည်းလုံးနိုင်တာမဟုတ်ဘူးလို့ပြောပြီးပါဝင်ပတ်သက်သူတိုင်းရှေ့ထွက်လာဖို့တောင်းဆိုပါတယ်။ James က Collins ကိုဆိုးဆိုးရွားရွားနှိပ်စက်ထားတာကိုသတိထားမိပါတယ်။ James ကရှေ့
ထွက်လာပြီးသူတို့မာယွင်းတဲ့လူကိုဖမ်းထားတာဖြစ်ကြောင်းအဆောင်တွေကိုတိုက်ခိုက်ခဲ့တာကသူဖြစ်ကြောင်းဝန်ခံပါတယ်အတိုက James အမှန်အတိုင်းဝန်ခံတာကိုဂျင်းနဲ့တယ်လို့ပြောပေမဲ့ James တယောက်တည်းမဟုတ်ဘူးလို့ထပ်ပြောပါတယ်သူကနောက်ထပ်အကျဉ်းသားတစ်ယောက်ကိုခေါ်လာပြီး James ကိုတက်ခိုင်းပါတယ်တကယ်လို့သူတက်မယ်ဆိုရင်သူ့သူငယ်ချင်းရဲ့အသက်ကိုချမ်းသာပေးမယ်လို့ကတိပေးပါတယ်ငါတို့ကစစ်တုံးပန်းတွေပါစီကန်းတွေရှိတယ်မင်းကငါရဲ့ဖျော်ဖြေမှုအတွက်ပဲဒီမှာရှိနေတာဘာလို့ငါနဲ့အတူအဲ့ဒီဖြာပေါ်ကိုမတက်လာတာလဲအခုပဲဒါကိုအဆုံးသက်ရအောင်မင်းကကြောက်တတ်တဲ့သူပဲ James ကအရာရာတိုင်းအဲ့ဒီနဲ့မှာပဲဖြစ်ရမယ်လို့ဆုံးဖြတ်လိုက်ပါတယ်သူတို့ဘာပဲဖြစ်ဖြစ်အချက်ပြမှာပါအစီအစဉ်ကတော့ message ထဲမှာ Navajo စကားလုံးအနှဲငယ်ထည့်သွင်းဖို့ပါပဲဒါမှဂျပန်တွေကကုတ်ဖြီဖို့အချိန်ဖြုံးနေမှာပါသူတို့ဘာမှမဟုတ်ဘူးဆိုတာသိတဲ့အချိန်ကျရင်နောက်ကျနေပြီဖြစ်ပါလိမ့်မယ်အဲ့ဒီညမှာ James နဲ့ Gabriel တို့ထပ်ပြီးခိုးထွက်ခဲ့ကြပါတယ်သူတို့ရေဒီယိုကိုယူပြီး message ပို့ဖို့စတင်ပါတယ်ကံကောင်းစွာနဲ့ပဲအချက်ပြမှုက American ရေဒီယိုနဲ့ချိတ်ဆက်မိပါတယ်သူတို့စကားပြောပြီးဂျပန်သူတို့စခန်းကိုပြန်ရောက်တဲ့အခါသူတို့ရဲ့အခန်းကဗလာဖြစ်နေပါတယ်ရုတ်တရက်အဆောင်တွေပေါ်လာပြီးသူတို့မေ့လဲသွားတဲ့အထိရိုက်နှက်ကြပါတယ်James နိုးလာတဲ့အခါတိုက်ပွဲကစတင်နေပါပြီ။ American လေယာဉ်တွေကဂျပန်စခန်းကိုဘုံကျဲပြီးအရာရာတိုင်းကိုဖျက်ဆီးနေပါတယ်။ဂျပန်စစ်သားတွေကအကျဉ်းသားတွေကိုတပ်ဖြတ်ပြီးထွက်ပြေးဖို့ပြင်ဆင်နေကြပါတယ်။ဒေရီဆာက James ကိုလွတ်ပေးပြီးသူဖမ်းခံရပြီးနောက်စခန်းကိုတိုက်ခိုက်ခံရပြီးအတိုကယူသွတ်သွားကသူမြင်သမျှလူတိုင်းကိုတပ်ဖြတ်ခဲ့တယ်လို့ပြောပြပါတယ်။သူတို့အပြင်ထွက်တဲ့အခါစခန်းကလုံးဝပျက်စီးနေပါပြီ။အသက်ရှင်ကျန်ရစ်သူတွေကလေဟုန်စီးရင်စီရောက်လာကြပါတယ်။သူတို့ကကြိုးတွေနဲ့ချီနှောင်ပြီးချိတ်ကိုပြင်စင်ကအတွင်းထဲကိုတက်ရောက်ကြပါတယ်။ American တိုက်လေယာဉ်တစ်စီးကအလွန်နှိမ့်နှိမ့်ပြန်တန်းလာပြီးသူ့ရဲ့ချိတ်ကိုချပေးပါတယ်။ဒါကသူတို့ရဲ့တခုတည်းသောအခွင့်အရေးပါပဲချိတ်ကလေဟုန်စီးရင်နဲ့ချိတ်မိပြီးလေယာဉ်ကသူတို့ကိုလေရဲကိုဆွဲတင်ကဘေးကင်းရာကိုခေါ်ဆောင်သွားပါတယ်။သူတို့နောက်ဆုံးတော့လွတ်မြောက်သွားကြပါတယ်။ဒါပေမဲ့လူတိုင်းဒီလောက်ကံကောင်းတာတော့မဟုတ်ပါဘူး။ James ကတနေ့ကျရင်ဂျန်တဲ့သူတွေကိုကယ်တင်ဖို့ပြန်လာမယ်လို့သူ့ကိုယ်သူကတိပေးပါတယ်။၈နှစ်အကြာဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးနောက် James ကအတိုနဲ့ရင်ဆိုင်ဖို့ဂျပန်ကိုပြန်လာပါတယ်။သူတို့ရဲ့ကိစ္စကမပြီးသေးပါဘူး။ကျွန်တော်အဖေမနစ်ကဆုံးသွားပြီဝမ်းနေပါတယ်ခဏလေးဒါမင်းရဲ့ပစ္စည်းလို့ငါယုံကြည်တယ်ကျွန်တော်အဖေကလူဖြူတယောက်လာလိမ့်မယ်လို့ပြောခဲ့တယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒါမှမဟုတ်လှုပ်ဖို့မမေ့ပါနဲ့နော်နောက်တစ်ခါပြန်ဆောင်ကြမယ်